င်္ဂလာပါလူနမှုစိတ်တွေအရန်ကိုမြင်မာနေတဲ့ဒီနေ့ခေတ်မှာဝင်ဝင်လမ်းကြောင်းတစ်ခုတည်းနဲ့လုံလောက်မှုရှိရလားအိမ်သုံးစိတ်တွေတာသမီရဲ့ပညာရေးအသုံးစိတ်တွေအတွက်ချွေတာနေရပြီလားကျမလည်းအခုအဲ့လိုဖြစ်နေတယ်ကျမတို့ကကိုပိုင် business လုပ်ငန်းလေးကိုလုပ်တယ်ဆိုပေမဲ့ကိုပိုင် business လုပ်ငန်းကအမြတ်ရဖို့ရအထက်ပေါ့နော်လုပ်ငန်းပုံမှန်လည်းပတ်နိုင်ဖို့ရကိုပဲစူးစမ်းနေရတာဖြစ်တယ်အပူဝင်ဝင်လည်းရချင်တယ်ဘာလို့ရမှန်းလည်းမသိဘူးဆိုလို့ရှိရင်ကျမအခုလက်ရှိလုပ်ကိုင်နေတဲ့ online business လုပ်ငန်းလေးနဲ့မိတ်ဆက်ပေးခြင်းနဲ့ဒီလုပ်ငန်းကနိုင်ငံတကာအသိမှတ်ပြုတရားဝင်လုပ်ငန်းတစ်ခုဖြစ်ပြီးတော့မှဖုန်းလက်တော့ကွန်ပျူတာတို့နဲ့အင်တာနက်ရတဲ့မြည်သည့်နိုင်ငံမြည်သည့်နေရာမှာဆိုလုပ်ကိုင်လို့ရတာဖြစ်တယ်။မင်္ဂလာပါကျမနာမည်ကတော့ခင်ချူဝင်းလို့ခေါ်တယ်။ကျမက digital business လုပ်ငန်းကိုမြန်မာပြည်မန္တလေးမြို့မှာမိသားစုနဲ့အတူနေထိုင်ရင်းနဲ့ဝင်ရောက်လုပ်ကိုင်နေတာဖြစ်တယ်။ဒီလုပ်ငန်းကိုစိတ်ဝင်စားလို့လုပ်ကိုင်နေတဲ့လူတွေကိုအတွက်ခေါ်ပေးနေတဲ့မင်သားတယောက်လည်းဖြစ်တယ်။ကျမကဒီလုပ်ငန်းကိုဘာကြောင့်မို့လို့ရွေးချယ်ပြီးခဲ့လဲဆိုရင်ဒီလုပ်ငန်းကယခုလက်ရှိပေါ့နော်ကျမလုပ်ကိုင်နေတဲ့လုပ်ငန်းနဲ့အတွက်ဖက်လုပ်ကိုင်လို့ရတယ်အချိန်ကတည်းကမထားဘူးနေရာကတည်းကမထားဘူးမိမိအားတဲ့အချိန်ကြာမှတရက်ကိုနားရီအနည်းငယ်ပြပြီးတော့မှဝင်ရောက်လုပ်ကိုင်လို့ရတယ်အဲ့လိုလုပ်ကိုင်လို့ရအောင်လဲနောက်ွယ်ကနေပြီးတော့မှ system ကကိုကြီးပံ့ပိုးပေးထားတယ် system က90%အထိလုပ်ကိုင်ပေးထားပြီးတော့မှကျမတို့က10%ကိုပဲအားစိုက်ပြီးတော့မှလုပ်ကိုင်ရတာဖြစ်တယ်ကျမတို့လုပ်ကိုင်ရတဲ့10%ဆိုတာကကျမတို့ရဲ့ social media platform တွေကနေတဆင့်ကျမတို့ရဲ့လုပ်ငန်းအခွင့်အလမ်းကိုကြေညာပေးရတဲ့အပိုင်းကိုပဲအဓိကလုပ်ကိုင်ရတာဖြစ်တယ်ဒီလုပ်ငန်းက global business တစ်ခုဖြစ်ပြီးတော့မှ English skill 25%လောက်သိဖို့လိုအပ်တာဖြစ်တယ်ပြီးတော့ဒီလုပ်ငန်းလုပ်ဖို့ရအတွက်ငါအတွေ့အကြုံမလိုအပ်ဘူးနည်းပညာကျွမ်းကျင်မှုမလိုအပ်ဘူးကျမဆိုလို့ရှိရင်လည်း Facebook ကြည့်တိုင်းရုံ TikTok ကြည့်တိုင်းရုံနဲ့ဒီလုပ်ငန်းကိုဝင်ရောက်လုပ်ကိုင်နေတာဖြစ်တယ်အဲ့လိုလုပ်ကိုင်လို့ရဖို့ရအတွက်ကျမတို့က training တွေပေးထားတယ် training တွေမှာဆိုလို့ရှိရင်ကျမတို့ video file လေးတွေနဲ့ပေါ့နော်သင်ကြားပေးတာဖြစ်တယ်နားမလဲမေးလို့ရတယ် coach နဲ့ mentor ကိုလည်းရာသက်ပံပေးထားဖြစ်တဲ့အတွက်ရန်ကိုအဆင်ပြေတယ်ဒါကြောင့်မို့လို့ကျမကဒီခုကျမရဲ့ပေါ့နော်လက်ရှိလုပ်ငန်းနဲ့တွဲဖက်ပြီးတော့မှလုပ်ကိုင်လို့ရနေတာဖြစ်တယ်ဒီလုပ်ငန်းကိုဘယ်လိုလူတွေလုပ်ကိုင်လို့ရလဲဆိုရင်သက်ဆက်ရှင်နေပြပြီးတဲ့ကြားမှမရွေးလုပ်ကိုင်လို့ရပြီးတော့social media ပေါ်မှာဝင်ငွေတိစောက်ခြင်းတဲ့လူတွေလက်ရှိမိမိလုပ်ငန်းနဲ့တွဲဖက်ပြီးတော့မှ plan B အနေနဲ့လုပ်ရှင်တဲ့လူတွေနဲ့အင်ပြင်ဖက်ပြီးအလုံးမလုံးနိုင်တဲ့လူတွေအတွက်အရန်ကိုတင့်တော်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ဒီလုပ်ငန်းရဲ့အကျိုးကျေးဇူးတွေကတော့ဝင်ငွေကိုအကန့်အသတ်နဲ့မဟုတ်ဘဲနဲ့ကိုစူးစမ်းရင်စူးစမ်းသလား unlimited income ထိရရှိနိုင်တာဖြစ်တယ်မိပညာနဲ့ mindset ပိုင်းမှာလည်းအမြဲတမ်းသင်ယူလေ့လာနေရတာဖြစ်တဲ့အတွက်ကျမတို့ရဲ့ skill တွေကတိုးတက်လာတာဖြစ်တယ်ပင်စင် plan ထားရှိပေးထားပြီးတော့မှပင်စင်ခန်းစားခွင့်ကဒေါ်လာ9000ကနေပြီးတော့မှစတင်ရရှိနိုင်တာဖြစ်တယ်ပင်စင်ခန်းစားခွင့်ရဖို့ရအတွက်အသက်အရွယ်ကန့်သတ်ချက်မလိုဘူးသတ်မှတ်ထားတဲ့ရာထူးရလို့ရှိရင်ဘယ်အသက်အရွယ်နေပင်စင်ခန်းစားခွင့်ကိုရရှိမှာဖြစ်တယ်အခုလိုမျိုးမိမိရဲ့လုပ်ငန်းကိုလည်းရမပြည့်ချင်ဘူးတစ်ဖက်မှာလည်းပင်စင်ခန်းစားခွင့်ထိပါရရှိနိုင်တဲ့ခိုင်မာသေးကြတဲ့လုပ်ငန်းကိုစတင်ထားခြင်းလို့ရှိရင်လေ့လာကြည့်ဖို့အကြံပေးချင်ပါတယ်ကဲလို့မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားလို့လေ့လာကြည့်ခြင်းကျမရဲ့ website ဖြစ်တဲ့ www.kitchenwin.com မှာနာမည်နဲ့ email သို့မဟုတ် Gmail ထက် register လုပ်ပြီးတော့မှဝင်ရောက်လေ့လာနိုင်တယ်လို့ကျမကို Messenger ကနေပြီးတော့မှဆက်သွယ်လို့လည်းရပါတယ်ရှင်ကျမကတော့မိတ်ဆွေတို့ကိုအစဉ်စဉ်ကူညီလမ်းပြပေးမယ်မေတ္တာတယောက်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်